မင်္ဂလာပါဗျာကျွန်တော်ဒီနေ့ရိုက်ပြပေးမယ့် blog လေးကတော့ကျွန်တော်ကျတူချ market ကိုဘယ်လိုသွားရလဲလို့မိထားတဲ့အန်ကယ်နဲ့ရောက်၃ယောက်ရှိလို့ပါအဓိကသူတို့သွားချင်တာပန်းစည်းကိုသွားချင်တာပေါ့နော်ပန်းစည်းကြတော့အင်္ဂါဗုဒ္ဓကျသက်ပတိရှိပါတယ်အဓိကလာစီချင်တာကတော့အင်္ဂါနေ့ကိုလာစီချင်တာပါကျန်တဲ့ရက်တွေကတော့သိမစီပါဘူးအင်္ဂါနေ့တော့အစုံတာပေါ့နော်ကျွန်တော်ရဲ့ ARD နဲ့လာတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျတူချ station မှာဆင်းပါတယ်ကျတူချ station မှာဆင်းလို့ရှင်ဂိတ်ပေါက်တူကနေထွက်လာပါတယ်အခုဂိတ်ပေါက်တူနေထွက်လာပြီလို့ရှင်တော့ကျွန်တော်ကဒီကျတူချပတ်ထဲရောက်မှာပေါ့အခုကျွန်တော်နောက်ကပြထားတဲ့ဂိတ်ပေါက်အဲ့ဒါဂိတ်ပေါက်တူပါဒါလေးကတော့ကျတူချပတ်ထဲပေါ့ကျတူချပန်းချန်နေရောက်ပါပြီတကယ်လို့မိုးပြန်ရထားနဲ့လာမယ်ဆိုရင် BTS နဲ့လာမယ်ဆိုရင်တော့ Mochit Station မှာဆင်းရမှာပါ Mochit Station မှာဆင်းပြီးလို့ရှင်တော့ဒီပန်းချန်ထဲနေဝင်လို့ရှင်တော့ဒီအနောက်ပေါက်ပြန်ထွက်လို့ရတယ်လို့ဒီညာဘက်ချမ်းနေဆင်းပြီးလို့ရှင်လဲဒီတပတ်ပတ်ပြီးလို့ဟိုညာဘက်ချမ်းနေကွိပြီးလို့ရှင်တော့ဒီဈေးဘက်ဝင်လို့ရပါတယ်ဒါလေးကတော့ကျတူချပတ်ထဲမှာပါအနားယူပန်းဖြည့်ဖို့လာလို့လည်းအဆင်ပြေပါတယ်ဒီကျတူချပတ်ရအေးစစ်စစ်ပါပဲဒါလေးကတော့ကျွန်တော်နောက်ပေါက်နေထွက်လာပြီးတော့ဒီ6လမ်းလေးရှိတယ်ပေါ့နော်လမ်းလေးတော့နည်းနည်း6အောင်ပေါ့နော်9မိနစ်လောက်တော့6ရမှာ3မိနစ်5မိနစ်လောက်ပါပဲအရင်တော့မဝေးပါဘူးတကယ်လို့အဲ့ဒီမှာဆန့်ကစီးကျင်နေဆိုရင်သူတို့က40လောက်တောင်းပါလိမ့်မယ်ဒါပေမဲ့လမ်းလျှောက်လို့ရှိရင်3မိနစ်လောက်ပဲလျှောက်ပါတယ်ကျမကြီးလည်းကောင်းပါတယ်ဒါကတော့ပတိုးဆောင်ဂိတ်တူးမှကျွန်တော်ရောက်နေတာပေါ့နော်ဒီကတော့ဝင်ပေါက်တူးမှတော့ကျွန်တော်ရောက်နေတယ်ဒီနေ့တဲဝင်သွားပြီဆိုရင်တော့ဒါကတော့အမြင်အခုမြင်နေရပြီပေါ့နော်အခုဟိုမှာအပင်လေးတွေဒါကတော့ဒီမှာအပင်လေးတွေတွေ့နေရပါပြီဗျဒါလေးတွေကနစ်ရှည်ပင်နေပေါ့နော်ပြီးလို့ရှိရင်တော့ landscaping မှာအလောက်စင်တဲ့အပင်တွေအခုမြင်နေရတဲ့အပင်လေးတွေကမန်တန်ပင်တွေရှိမယ်ပြီးလို့ရှိရင်တော့ဒီမှာအုံငပြောတို့ပြီးလို့ရှိရင်တော့ဒီမှာအပင်တွေတော်တော်ဆုံးပါတယ်တကယ်လို့ကိုကနစ်ရှည်ပင်တွေလည်းကြည့်ချင်တယ်အလားဆိုင်ပင်ချင်တွေဝယ်ချင်တယ်ဒီမှာအဲလိုကာရှာတွေရှိတယ်ပြီးလို့ရှိရင်ဒီမှာတကယ်ကိုဟိုတယ်ဖြစ် landscaping မှာဘယ်လိုပြောမလဲအဓိကကိုအိမ်ရှိဖြစ်ပေါ့နော်အလားစီလို့ရတယ်ကြိုက်တဲ့နေရာမှာအဆင်ပြေတဲ့နေရာမှာအလားစီလို့ရတယ်လုံးဝအပင်မျိုးစိတ်တွေစုံတယ်ဒီထဲမှာတော့လေဒါလေးတွေကဇီဆိုပါဟိုပါလဲတောင်ဇလတ်ပန်းနေဖို့နာမည်တော်မိကုန်ပြီအခုလက်ရှိအသုံးများလာတဲ့ဒီ landscaping မှာဒီကောင်တွေလည်းလာတယ် indoor outdoor နဲ့မျိုးစိုက်လို့ရတာပေါ့နော်ဒီကောင်လေးတွေကကြတော့ဟို12ရာသီတရက်လေးတွေဒီကောင်လေးတွေဆိုရင်လည်းအသီးလေးတွေတအားမိုက်တယ်တွေ့လားဒါစီဆိုပါပဲလို့ရှိရင်ဒီကောင်ကအကျွတ်သေးတရက်ကျွတ်သေး12ရာသီတီးပါတယ်တွေ့လားအခိုင်လိုက်လေးတွေဒီကောင်တွေကအကျွတ်သေးလေးတွေတိုးစားလို့ရတယ်ပြီးလို့ရှိရင်တော့အရှင်နဲ့စားလို့ရတယ်ဟိုဘက်ကတော့ဟိုပါလေရင်ခတ်ပန်းနာမည်တော်မိကုန်ပြီယူဇနာပန်းနေရှိတယ်ရင်ခတ်ပန်းနေရှိတယ်ဒါလေးတွေကတော့နစ်ရှေပင်နေများတာပေါ့နော်ဒီဘက်ကတော့နစ်ရှေပင်နေအပင်ကြီးမျိုးတွေပေါ့နော်ဒီကောင်စီဆိုပါဒါပြားသက်မရပါဒီကောင်လေးကဒါလေးကတော့ red brand ဒီကောင်လေးတွေနင်းစီလို့ဆိုရင်အရန်လှပါတယ်ဗျာဟိုအထက်မျိုးစုံနဲ့ရှိတယ်ပြီးလို့ရှိရင်အယောင်မျိုးစုံရှိတယ်ပြီးလို့ရှိရင်တော့အပင်လေးတွေကလေတအားကြီးတယ်အပွင့်လေးတွေတအားကြီးတယ်ပေါ့နော်ဈေးနှုန်းတွေလည်းအရန်မကြီးပါဘူး150 200 180အဲ့လိုမျိုးအဲ့ဒီဈေးနေစရတာပေါ့နော်300ကျော်တန်းရှိတယ်ဒီကောင်လေးတွေဆိုခေါင်ရံပန်းဥမှာအယောင်သွေးဆုံးလင်းနဲ့ရှိရပေါ့နော်ခေါင်ရံပန်းတွေအပွင့်ကြီးတယ်ဒါလေးတွေကကြတော့တစ်ခွလေးတွေဒီတစ်ခွလေးတွေလည်းကိုလိုချင်တဲ့တစ်ခွမျိုးစိတ်တွေတော်တော်များများစုံပါတယ်ဒါတော့ကျွန်တော်တဆိုင်ပဲရိုက်ပြရတာပေါ့နော်ဒီကောင်လေးကတော့ဒီပန်းတွေကတော့တိမခံပါဘူးပဲပန်းလိုပဲခေါ်တာပေါ့ကျွန်တော်တို့မြန်မာခေါ်လို့ရှိရင်တော့ပဲပန်းနေလားဒီကောင်လေးတွေလည်းကြီးလို့လာပါတယ်ဒါပေမဲ့အပွင့်မခံဘူးနော်ဒါလေးတွေကမြေဆိုင်တစ်ခွလေးတွေလည်းရှိတယ်တော်တော်80ဟာလေးတွေပေါ့နော်ဒီကောင်လေးတွေဆိုတော့တူ120ဒါကတော့အပင်နဲ့ပတ်သက်တဲ့ချက်ဆက်ပစ္စည်းတွေပေါ့နော်ဒီကောင်လေးဆိုလည်းဟိုအလားစင်တဲ့ဒီကောင်လေးတွေပန်းကြောက်တွေအကုန်ဆို red brand နေများတယ်ပေါ့ဒီဘက်ချမ်းကတော့ဟို red brand music တွေတော်တော်စုံပါလေပြီးရှင်ဒီမှာလေးတွဲလောင်းဂျိတ်ဆွဲလေးတွေလည်းရှိတယ်ဒီကောင်လေးတွေကတော့အလားနေကြိုက်တဲ့ပန်းလေးတွေပေါ့နော်အိမ်ရှိမှာလှထားတဲ့ပန်းလေးတွေပါဒီကောင်လေးတွေကတော့အပွင့်ပန်းလေးတွေပေါ့နော်ဒီကောင်လေးတွေကတော်တော်ချစ်စရာကောင်းပါတယ်အယောင်သေးဆုံးလင်းရှိတယ်ဈေးလည်းမကြီးပေါ့နော်တအိတ်ကို30 40 50 20 10အဲ့စစားရှိပါတယ်ဒီကောင်လေးတွေဆိုရင်ငကမောက်ပန်းလေးတွေဆိုတေးသေးလေးတွေလောက်ထားတာအရန်လှပါတယ်တကယ်လို့မသိတာရှိရင်ကျွန်တော်မေးချင်တာရှိရင်လည်းလမ်းမေးလို့ရပါတယ်ဟိုကိုသွားချင်တဲ့နေရာတခြားနေရာတွေသိချင်တာရှိရင်လည်းကျွန်တော်လမ်းမေးလို့ရပါတယ်ဗျာဟိုစနေတနင်္ဂနွေလာမယ်ဆိုရင်တော့ဒီမှာကတော့အစားတောက်နဲ့အဝတ်အစားဖြစ်ပါတယ်အစားတောက်နဲ့ဝတ်စားတွေစနေကနေ့တွေတော့လူအများဆုံးပါပဲအဲ့ဒါကတော့ foreigner တွေများပါတယ်အစားတောက်တွေပေါ်ပါတယ်အဝတ်အစားတွေပေါ်ပါတယ်ဗျာ
အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်